တကယ်တော့ချန်ပီယံလိဆိုတာအာဆင်နယ်ရဲ့အိတ်ကတ်ထဲမှာပါအာဆင်နယ်ကိုချန်ပီယံလိမှာဘယ်သိမ်းမှတားဆီးနိုင်တော့မှာမဟုတ်ဘူးဆိုတဲ့စကားလုံးဟာအတီးဖြစ်လာနိုင်ပွဲရှိပါတယ်နောက်ဆုံးပွဲစဉ်မှာအာဆင်နယ်တို့ကကလပ်ဘရူးစ်ဂေးကို3ဂိုးမရှိနဲ့အနိုင်ယူကချန်ပီယံခြေစွမ်းကိုပြသသွားခဲ့ပါတယ်အာဆင်နယ်ကိုချန်ပီယံလိဖလားမရှိဘူးဆိုပြီးတော့စားနောက်နေကြတဲ့သူတွေအတွက်ဒီယာတီယာနောက်ဆုံးအကြိမ်သာစရတော့မဲ့အခွင့်အရေးဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်ဘာလို့ဆိုတော့စင်မြန်ကြီးတို့ကဒီယာတီမှာဖလားကိုအရယူတော့မဲ့အလားလာကောင်းနေရကြမှာပဲအာဆင်နယ်ကဒီယာတီဥရောပရဲ့အကောင်းဆုံးအသင်းဖြစ်ပြီးတော့ဥရောပပြိုင်ပွဲတွေမှာရှုံးပွဲမရှိသေးတဲ့တသိန်းနဲ့တော့အသင်းလည်းဖြစ်ပါတယ်ဒါပြင်အာဆင်နယ်ကရာနှုန်းပြည့်နိုင်ပွဲရထားတဲ့အသင်းဖြစ်ပြီးတော့6ပွဲကစား6ပွဲစလုံးနိုင်ထားလည်းဖြစ်ပါတယ်6ပွဲစလုံးနိုင်ထားတဲ့အပြင်ခံစစ်ကလည်းတကူပဲခွင့်ပြုထားကအတော်လေးကိုကျန်းနေနေထားလည်းဖြစ်ပါတယ်သွင်းကို19ကိုပေးကိုတကူကလင်းရှိ9ပွဲဆိုတဲ့စွမ်းဆောင်ရည်မှတ်တမ်းဟာချန်ပီယံအသင်းတစ်သင်းမှာရှိတဲ့စံချိန်ဖြစ်ပြီးတော့ဒဏ်ရာပြဿနာတွေကြားထဲကနေပရီးမီးယားလိမှာအဆင့်1ချန်ပီယံဒါပြင်အာဆင်နယ်ကရာနှုန်းပြည့်နိုင်ပွဲရထားတဲ့အသင်းဖြစ်ပြီးတော့6ပွဲကစား6ပွဲစလုံးနိုင်ထားလည်းဖြစ်ပါတယ်6ပွဲစလုံးနိုင်ထားတဲ့အပြင်ခံစစ်ကလည်းတကူပဲခွင့်ပြုထားကအတော်လေးကိုကျန်းတဲ့အနေထားလေးဖြစ်ပါတယ်။သွင်းကို19ကိုပေးကိုတကိုကလင်းရှိ9ပွဲဆိုတဲ့စွမ်းဆောင်ရည်မှတ်တမ်းကချန်ပီယံအသင်းတစ်သင်းမှာရှိတဲ့စံချိန်ဖြစ်ပြီးဒဏ်ရာပြဿနာတွေကြားထဲကနေပရီးမီးယားလိမှာအဆင့်1ချန်ပီယံလိမှာအဆင့်1ဆိုတာကြီးကကျောင်းဘက်ပွဲရကောင်းတဲ့စွမ်းဆောင်ရည်တွေဖြစ်ပါတယ်။အဲဒီပွဲမှာမင်းသားဖြစ်သွားတဲ့သူကတော့မာတင်နယ်လီနဲ့မာရူကီပါပဲ။သူတို့သွင်းယူခဲ့တဲ့ကူးဆောင်ကိုဟာကွင်းလယ်မှာဘောလုံးရပြီးတော့ညာရက်နဲ့ချိုးဝင်လာကဂိုင်30အကွာနဲ့ဘဲချိန်နဲ့အပြင်ကန်သွင်းခဲ့ရာကိုသမားဘာမှမလုပ်နိုင်မင်းနဲ့ဂိုးဝင်ခဲ့တဲ့အတွက်တရားစီချန်ပီယံလိရဲ့အကောင်းဆုံးသွင်းကိုစုတော်မှာရသွားနိုင်တဲ့အလားဆုံးသွင်းကိုလည်းဖြစ်ပါတယ်။မာရူကီကဒုတိယဂိုးလည်းမာတင်ဆူပီမန်ဒီရဲ့ပေးပို့မှုကနေခေါင်းတိုက်ပြီးတော့သွင်းယူခဲ့ပါတယ်။ပေါင်သန်း90ဝန်းကျင်နဲ့ချယ်ဆီကနေပြီးတော့ရခဲ့တဲ့မာရူကီယာစာကာတရန်ရနေတဲ့အချိန်မှာစာကာထက်တော်မှာပိုပြီးခြေစွမ်းပြကပြိုင်ဘက်အတွက်ထိန်းချုပ်ရခက်တဲ့ကစားသမားဖြစ်နေပါတယ်။အာဆင်နယ်အတွက်အပိတ်ဂိုးကိုတော့မာတင်နယ်လီကသွင်းယူပေးခဲ့ပြီးတော့၎င်းရဲ့သွင်းဂိုးဟာလည်းလှပခဲ့ပါတယ်။မာတင်နယ်လီကဒီသွင်းဂိုးကြောင့်မလို့အာဆင်နယ်အသင်းသမိုင်းတစ်လျှောက်မှာချန်ပီယံလိ9ပွဲဆက်တိုက်ဂိုးသွင်းယူနိုင်ခဲ့တဲ့ပထမဆုံးကစားသမားဆိုတဲ့စံချိန်ကိုတင်နိုင်ခဲ့ပါတယ်။အာဆင်နယ်တို့ကချန်ပီယံလိမှာပင်ပန်းပြီးတော့နန်းဆန်တဲ့အနေအထားဖြစ်ပါတယ်။16သင်းစင်းကိုတိုက်ရိုက်တက်လန်းနိုင်မှုအတွက်တေချာသလောက်ရှိနေပြီဖြစ်ပြီးတော့ဒဏ်ရာပြဿနာတွေရှိနေပေမဲ့လည်းကွင်းလေလူနဲ့အရန်ကစားသမားတွေကခြေစွမ်းပြနိုင်ခြင်းဟာအသင်းရဲ့လူရမျှတမှုဖော်ပြလို့နေပါတယ်။ရာနှုန်းပြည့်နိုင်ပွဲနဲ့ခဲစစ်အင်အားကောင်းမှုတို့ကြောင့်မလို့အာဆင်နယ်ကအသင်းသမိုင်းတစ်လျှောက်မှာပထမဆုံးချိန်ချန်ပီယံလိဖလားကိုရယူသွားနိုင်မယ့်အလားအလာအကောင်းဆုံးအသင်းဖြစ်ရပ်တည်လို့နေပါတယ်။နောက်ထပ်စိန်ခေါ်မှုတွေရှိနေဦးမှာဖြစ်ပေမဲ့လက်ရှိခြေစွမ်းကတော့အလွန်အားအစရာကောင်းပါတယ်ခင်ဗျာ။ဒါပေမဲ့လည်းချန်ပီယံလိဖလားရယူနိုင်မှုဆိုလို့ရှိရင်တော့အဓိကစိန်ခေါ်မှုတွေကိုကျော်လွှားရအောင်မှာဖြစ်ပါတယ်။လက်ရှိဒဏ်ရာပြဿနာတွေများပြားနေခြင်းကိုအရန်ကစားသမားတွေဖြစ်ကြတဲ့မာရူကီတို့ကအစားထိုးခြေစွမ်းပြနိုင်ခြင်းကအားသာချက်တစ်ခုဖြစ်ပေမဲ့16သင်းအဆင့်နဲ့နောက်ပိုင်းပွဲစဉ်တွေမှာမန်စီးတီးရီယယ်လိုမျိုးထိပ်တန်းအသင်းတွေနဲ့ရင်ဆိုင်ရမယ့်ဖိအားတောင်ရင်ဆိုင်နိုင်မှုတွေလိုအပ်ပါလိမ့်မယ်။လက်ရှိခြေစွမ်းရတော့အသင်းသမိုင်းတစ်လျှောက်မှာပထမဆုံးချိန်ချန်ပီယံလိဖလားကိုရယူသွားနိုင်မှုအတွက်အခွင့်အလမ်းကောင်းရှိနေပြီးတော့သုံးသပ်နိုင်ပေမဲ့ဖလားရရှိရေးကစားသမားတွေရဲ့တည်ငြိမ်မှုနဲ့အတွေ့အကြုံပေါ်မှာလည်းများစွာမူတည်လို့နေပါတယ်ခင်ဗျာ။ဒါမဲ့အာဆင်နယ်ကအသင်းသမိုင်းတစ်လျှောက်မှာချန်ပီယံလိဖလားကိုတစ်ခါမှမရဘူးသေးပါဘူး။မန်စီးတီးရီယယ်မက်ဒရစ်တို့လိုဖလားကိုရယူပြီးတော့ဖိုင်နယ်ပွဲစဉ်ဖိအားတွေကိုရင်ဆိုင်မှုတဲ့အသင်းရင်းနဲ့နှိုင်းယှဉ်မယ်ဆိုလို့ရှိရင်တော့နောက်ဆုံးစစ်ပွဲစဉ်တွေရဲ့ဖိအားတံကိုအာဆင်နယ်ကစားသမားတွေကဘယ်လောက်ထိခံနိုင်မလဲဆိုတာမေးခွန်းထုတ်စရာရှိလို့နေပါတယ်။လက်ရှိမှာရာနှုန်းပြည့်နိုင်ပွဲရထားပြီးတော့ခံစစ်ကောင်းတယ်ဆိုပေမဲ့ရုံးတဲ့စစ်မှာပြိုင်မဲ့အသင်းတစ်သင်းရဲ့ပြင်းထန်တဲ့တိုက်စစ်ကိုခံရတဲ့အခါမှာခံစစ်ရဲ့တည်ငြိမ်မှုကိုဆက်လက်ပြီးတော့ထိန်းသိမ်းနိုင်မှုအတွက်လိုအပ်ပါသေးတယ်။